ရှေ့ဥစွာပေါ့နော်အချိန်ပေးတဲ့အတွက်ဒီအသင်းတော်ရှိတဲ့သူတွေနဲ့ယုံကြည်သူဒီမှာရှိတဲ့ရောက်စီတိုင်းကျေးဇူးတင်ပါတယ်လို့မြန်မာလိုအားတန်တဲ့အတွက်ပေါ့နော်တတိကံကျင်းမှုတော့ကျွန်မမြန်မာလိုပဲပြောပြစီလို့ပထမဦးဆုံးပေါ့နော်တတိခံစရာကတော့တတ်တာမှတော့အများကြီးပဲပေါ့ဒါပေမဲ့အဓိကပြောပြချင်တာတော့ဒီလိုခံစားရတဲ့ကျေးဇူးတော်နဲ့အခက်ခဲတွေကြားပေါ့အများတိုင်းဘဝမှာလည်းကောင်းတာကြီးပဲရှိနေမှာမဟုတ်ဘူးပေါ့နော်ဆိုးတာတွေလည်းကြုံလာမှာပဲပေါ့ဒါပေမဲ့ဒီတလုံးမှာပေါ့ဘုရားကျမရဲ့အပေါ်မှာဘယ်လိုကောင်းမြတ်တယ်လဲဆိုလို့ရှင်ကိုဗစ်တွေနိုင်ငံရေးတွေမှာပြည်မှာအခုဆိုးရွားတာတွေတစ်ခုပြီးတစ်ခုဖြစ်လာတယ်ပေါ့နော်အဲ့အချိန်မှာလူကစိတ်တက်ကြတာပေါ့နော်အရွယ်အပိုင်းခြားကလည်းဒီ median age လောက်ရှိတဲ့အခါကျတော့အလုပ်ပိုင်းမှာရောဒီပတ်ဝန်းကျင်မှာရောအိမ်မှာရှိတဲ့အဖေကလည်းကျမကြီးကမနစ်ကတော်တော်ဆိုးသွားတယ်ပေါ့အဲ့တော့အဆိုးတွေအရန်များလာတယ်ပြီးတော့အဲ့ချိန်မှာဘာဖြစ်လာလဲဆိုတော့လူရဲ့သဘောပေါ့နော်ဖះမမြင်ဘူးလားဆိုတော့အဖြစ်တင်မျိုးစိတ်တွေလည်းတစ်ခါတလေဖြစ်တယ်တစ်ခါကြလို့ရှိရင်လည်းဘာနဲ့မှမပြောချင်လိုက်အောင်လည်းဖြစ်တယ်ဒါပေမဲ့ငယ်လေးကလေးရပေါ့နော်ဖះကတကားခောက်ရင်အမြဲတမ်းကိုယ်ကိုဖွင့်ပေးတယ်ဆိုတာတော့အမြဲတမ်းယုံတယ်ဟိုစွတ်တောင်းရင်လည်းအမြဲတမ်းဖះအဖြေပေးတယ်ပေါ့နော်ဒါပေမဲ့တခုတော့ရှိတယ်သူ့ရဲ့အချိန်ဆိုတာရှိတယ်သူပေးတဲ့အချိန်ကြလို့ရှိရင်လည်းကိုမျောလင့်ထားတာတက်ပိုကောင်းတဲ့ဟာကိုသူကပေးတယ်ဟိုအစင်မပြေတာတခုဖြစ်သွားရင်တော့မှပဲဖះရဲ့အဖြေကဘာလဲဆိုတာအချိန်တိုင်းဖះကိုနားလဲအောင်လုပ်ပေးတယ်ပေါ့အဲ့ဒါဘာလဲဆိုလို့ရှိရင်အလုပ်ပေါ့နော်ကိုကဒီလင်းရင်မဲ့လုပ်ကိုလွန်ခဲ့တဲ့12နှစ်ကစလုပ်တယ်ပေါ့နော်အဲ့တော့ရန်ကုန်ရောက်ကစားပေါ့ရန်ကုန်ရောက်ကစားဘားစ်တက်တယ်ပေါ့ MIT မှာဘားစ်တက်ရင်းနဲ့ဒီတိုင်းပဲအလုပ်အတွေ့အကြုံလုပ်ခြင်းလို့ရှောက်လိုက်တော့အလုပ်ရသွားတယ်အလုပ်ရသွားပြီးတော့အမအကြောင်းနေဆက်တက်ရင်နဲ့ပြပမကူးဖြစ်ဘူးပေါ့နော်ဗမာပြည်မှာပဲကိုကဆက်နေဖြစ်ဆက်လုပ်ဖြစ်နေတာအဲ့နဲ့ဒီကြားထဲမှာအကြောင်းနေတက်တယ်အမ MIT မှာတက်တယ်ပြီးတော့ MACS တက်တယ်ကျောင်းတက်ရင်တိုင်နေဒီမှာနေတာပေါ့ပြီးတော့ဒီလာတာပေါ့နော်မနစ်ကခုတွေလာတယ်ပြီးလို့ရှိရင်ဒီကိုဗစ်တွေလာတယ်ပေါ့နော်အဲ့ချိန်မှာအထီးခိုက်ဆုံးလုပ်ငန်းခွင်ကတော့အားလုံးပဲပေါ့ဟို aviation ဆိုပို့ထိတယ်ပေါ့နော်ဒီဘာလို့လဲဆိုတော့လူတွေကငွေကြေးအဆင်ပြေမှာခီးတွေသွားကြတယ်အဲ့လိုမျိုးဆိုတော့ဟိုစီးပွားရေးကတော့ပေါင်းစုံထိတယ်ကိုရီအလုပ်တွေဆိုလဲလင်းရင်ကလုံးဝရက်လက်ရတာနှစ်နဲ့ချီတယ်ပေါ့နော်တလမှလင်းတရက်ရှိတဲ့ရက်ရှိတယ်နှစ်ရက်ရှိတဲ့ရက်ရှိတယ်ပေါ့ဒါပေမဲ့အဲ့ချိန်မှာအဖေကလည်းဖြစ်တယ်အဲ့ရပေါ့လုံးဝလဲသွားတယ်ပေါ့နော်အဲ့လိုဆိုလို့စိုးတာတွေအများကြီးတစ်ခုဖြစ်လာတဲ့အချိန်မှာဒါပေမဲ့အမြဲတမ်းပေါ့နော်ဟိုယုံကြည်နေရတခုကတော့ကိုကပို့လင်းပြောရင်ရန်ကုန်မှာဆိုလဲဖះเจ้าမမှန်လဲမတက်ဖြစ်ဘူးဒါပေမဲ့အမြဲတမ်းတော့ဖះနဲ့တော့စကားပြောဖြစ်တယ်အမအရန်ဖះအမြဲတမ်းပေါ့နော်ကိုသူ့ကိုမေ့နေအောင်သူကိုမမေ့ဘူးဆိုတာဘယ်လိုလဲဆိုတော့ကိုဒီပြီးခဲ့တဲ့12နှစ်လုံးအလုပ်လုပ်ခဲ့တဲ့အချိန်တွေမှာပေါ့နော်အလောက်ကကားလာခေါ်တာတိုင်းကားပေါ်တက်ရင်တော့အမြဲတမ်းဖះဆူတောင်းတာလေးကအချင်းတစ်ခုရှိရပေါ့နော်ရောက်တာနဲ့ဩဒီနေ့ကားပေါ်တက်ပြီပေါ့နော်ဒီလေးစက်ရောက်တာနဲ့ဆက်ရအဆင်ပြေဖို့ပေါ့ပြီးလို့ရှိရင်အလုပ်ပြန်ဆင်းပြီးကားအိမ်ပြန်ပို့ပြီးဆိုလဲလို့ ferry ပေါ်မှာအမြဲတမ်းဖះဆူတောင်းတတ်တဲ့အကျင့်လေးတစ်ခုကတော့အကျင့်ဖြစ်နေတာပေါ့နော်ကားပေါ်တက်ရင်လည်းတန်းဆူတောင်းအောင်မယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတော့အဲ့အကြောင်းမလို့လည်းဖြစ်မယ်ပေါ့နော်ဒီလွန်ခဲ့တဲ့12နှစ်လောက်ခဲ့သမျှဒီလုပ်ငန်းခွင်ကာလမှာပေါ့နော်ဘာမှဒီမမတစ်ခုမှမရှိဘူးဟို accident incident လေးတောင်မှဖြစ်ခဲ့ရင်တောင်မှဟိုဘာမှကိုယ်လုံးဝမထိခိုက်တဲ့အရာလေးကြီးပဲပေါ့နော်ဒီ12နှစ်လုံးမှာဖေကအမြဲတမ်းကြွယ်ကာပေးတယ်အဲ့လိုပဲပေါ့အခုဒီပြီးခဲ့တဲ့ဒီနှစ်တွေမှာလည်းစိတ်သက်တွေအရန်ကြတယ်လမ်းလျှောက်ရင်းနဲ့လမ်းပြောက်လို့ဖြစ်တာပေါ့နော်အဲ့အချိန်မှာတော့အမြဲတမ်းဆူတောင်းပေးတယ်ဖေကတော့အလုပ်ကလည်းမလုပ်ဘူးလားဆိုတော့လုပ်နေတယ်ဒီမှာလည်းမရှိနေလားရှိနေတယ်မိဘကလည်းမရှိဘူးလားဆိုတော့လည်းရှိနေတယ်ဒါပေမဲ့အဆင်ပြေနေတာဆိုတော့လည်းမပြေနေဘူးအဲ့လိုဆိုတော့အသက်တော့ရှင်နေတယ် life က meaningless ဖြစ်တယ်ကွာဘာအတွက်အသက်ရှင်နေမှမသိဘူးအဲ့လိုမျိုးပေါ့အဲ့လိုမျိုးစိတ်ကဘယ်လိုမလဲအမြဲတမ်းလမ်းပြောက်နေတယ်ပေါ့အဲ့အချိန်မှာကိုအလုပ်လျှောက်ဖို့အလုပ်တစ်ခုလျှောက်ဖို့အစီအစဉ်ရှိရပေါ့နော်အလုပ်ပြောင်းမယ်ပေါ့အဲ့အချိန်မှာဟိုအင်းရဲ့စီးပွားရေးကိုယ့်ရဲ့ဒီစိတ်ကလည်းမပြောမလဲနိုင်ငံရေးတွေပါတယ်ရှေ့မှာလူငယ်တွေလည်းကျောင်းမောင်းဆောင်ကျောင်းတက်ရပညာရေးထိခိုက်တဲ့သူတွေရှိတယ်စီးပွားရေးထိခိုက်တဲ့သူတွေရှိတယ်မိသားစုဆုံးရှုံးတဲ့သူတွေရှိတယ်ပတ်ဝန်းကျင်ကြီးလိုက်ရင်ဟိုကိုယ့်ထက်ဆိုးတာတွေအများကြီးကြုံနေတဲ့သူလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးမြင်လာတဲ့အချိန်မှာအမြဲတမ်းပေါ့နော်ကိုငယ်လေးကလေးကအမြဲတမ်းဖတ်တဲ့ကျမ်းစာရှိတယ်အဲ့ဒါစာလန်118ပေါ့စိတ်နှစ်တိုင်းလည်းအဲ့ဒီစာလန်118ပဲဖတ်တယ်ဖះကိုစိတ်ဆိုးတဲ့အခါမျိုးကြာလို့ရှိရင်လည်းစာလန်118ဖတ်တယ်ဖះကိုစကားပြောချင်တဲ့အခါဆိုလည်းစာလန်118ဖတ်တယ်အမြဲအခက်ခဲတစ်ခုကြုံတယ်ကိုသူများရဲ့နဲ့ပတ်သက်ပြီးတော့ဗောနော်မတရားခံလိုက်ရတာရှိတယ်လုပ်ငန်းခွင်အတွင်းမှာလည်းစိတ်ညစ်စရာရှိခဲ့တယ်အပြင်မှာလည်းဆိုတော့အဲ့စာလန်118ကတော့အမြဲတမ်းဖတ်ဖြစ်တယ်ဗောနော်အဲ့ဒီပြီးခဲ့တဲ့နှစ်တွေမှာလည်းကို survive လုပ်လာတာဗောနော်ဒီဟာလေးကိုဖတ်ပြီးတော့ဗောဖ
ပြီးခဲ့တဲ့တော့ဆိုလေခံစားရတဲ့ကျေးဇူးတော်ဒီနှစ်သက်မှာပေါ့နော်အလုပ်တစ်ခုကိုရှောက်ဖို့အစီအစဉ်မရှိလိုက်ဘူးအလုပ်ကနောက်တစ်ပတ်ဆိုရင်ခေါ်တာပိတ်ပြီကိုကဒီတစ်ပတ်ကြာမှအစီအစဉ်မရှိဘဲနဲ့ရှောက်လိုက်တဲ့အလုပ်ကလည်းအခုထပ်ပို့ပြီးတော့အဆင့်မြင့်နေပေါ့နော်အဲ့လိုမျိုးဆိုကိုရှောက်လိုက်တဲ့အလုပ်ကလည်းမမျောလင့်ထားဘူးပေါ့နော်ရှောက်လိုက်တဲ့အလုပ်ကလည်းရသွားတယ်အဲ့ဒါအပြင်ဘာဖြစ်လဲဆိုတော့ကိုအလုပ်တစ်ရှောက်နေတဲ့အချိန်မှာဒီအရင်အလုပ်လျှောက်တာကိုတည်သွားတော့တခြားနေရာရှောက်နေတာမလားပေါ့နော်နင်တို့တွေထွက်မယ်ဆိုရင်လူတွေကအခုကုမ္ပဏီမှာတိတ်မရှိတဲ့အတွက်ပေါ့လူထက်ခေါ်ရမှာပေါ့ထွက်မယ်ဆိုရင်လည်းစောစီပြောပေးပါပေါ့အဲ့လိုမျိုးတွေရှိတဲ့အခါကျတော့ကိုကဒီဘက်မှာလည်းကိုကအလုပ်ထွက်လိုက်ပြီထက်လျှောက်တဲ့အလုပ်မှာလည်းရမယ်မရဘူးကိုကမသိဘူးဒါပေမဲ့လည်းအေးပေါ့နော်ငါအလုပ်တစ်ခုရှောက်ဖို့အချိန်တန်ပြီထင်တယ်ပေါ့ဒီ comfort zone ထဲမှာနေနေတာလည်းကြာနေပြီပေါ့အဲ့နဲ့ကိုကအလုပ်ကိုထွက်ပြီးတော့အလုပ်တစ်ခုကိုရှောက်လိုက်တယ်ဒါပေမဲ့လောသဘောကတော့အလုပ်ကတော့လက်မဲ့ဖြစ်သွားတယ်ပေါ့နော်ဟိုဘက်မှာအလုပ်ရမယ်မရဘူးကမသိဘူးဒါပေမဲ့ဘုရားပြင်ဆင်ပေးတယ်ပေါ့နော်အလုပ်ရသွားတယ်ပြီးလို့ရှိရင်ဒီ8တော်တင်တော့လည်းလေဘင်းကအတန်လုံးဝပျောက်တဲ့အထိအတန်ကွဲတာအင်တာဗျူးဖြေတဲ့နေ့မတိုင်ခင်နေ့တည်းရဆိုရင်အတန်လုံးဝမထွက်ဘူးစကားပြောတယ်ပါမတ်ကလည်းတက်ရတယ်ဟိုအတန်ကလည်းကွဲနေမထွက်ဘူးကိုနဲ့တူလာလျှောက်တဲ့လုပ်ငန်းကလုပ်ဖို့ကိုင်ဖတ်တီးဆိုဖြစ်မဲ့သူတွေကလည်းအကုန်လုံးကလည်းပေါ့နော်တကယ်အရန်တော်ကောင်းတဲ့သူတွေများတယ်ပေါ့ဒါပေမဲ့အဲ့ချိန်မှာကိုဆိုမပြည့်စုံတဲ့ဂျာတွေကဘုရားကိုရွေးပေးလိုက်တယ်ပေါ့ဆိုတော့အဲ့ချိန်ကကြည့်မယ်ဆိုလို့ရှိရင်လည်းအတန်ကလည်းလုံးဝမထွက်တာဖြစ်နေတယ်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းခွင်အတွေ့အကြုံကလည်းပြည်တွင်းမှာပဲရှိခဲ့တယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဟိုမပြည့်စုံတဲ့အရာတွေထဲမှာပဲဘုရားကဟိုမဖြစ်နိုင်ဘူးဆိုတဲ့နေရာမှာပေးလိုက်တယ်ပေါ့နော်အဲ့တော့အလုပ်လေးတစ်ခုအသေးရလာတယ်အဲ့ဒါအပြင်ဟိုအခုဒီဘာဖြစ်လဲဆိုတော့ကျောင်းကိုအခုပြန်လာတယ်ပေါ့နော်အလုပ်တင်မဝင်ခင်မှာနောက်ပိုင်းအလုပ်တွေများလာရင်ပြန်လာမဖြစ်တော့ဘူးပေါ့အဲ့တော့အမေကိုလည်းလာကြည့်ကိုရင်းနေပေါ့နော်ခဏပြန်လာမယ်ဆိုတော့လမ်းမှာမနေ့ကဆိုရင်8 နာရီကားနဲ့ကိုကပြန်လာတာဒါပေမဲ့ကားကရောက်တဲ့အချိန်မှာကိုရဲ့လက်မှတ်ကသူကရောင်းလိုက်တယ်အဲ့ကားမမီလိုက်ဘူးပေါ့နော်9 နာရီကားပဲရှိတော့မယ်ပေါ့သူကလက်မှတ်ကဖုန်းနဲ့ပဲဆက်ထားတာဖြစ်တဲ့အတွက်မဖယ်ထားပေးဘူးပေါ့စောပြီးမရောက်လာတဲ့အတွက်ဆိုတော့ကိုက9 နာရီကားဖြစ်သွားတယ်အော်အိမ်မော9 နာရီကားဆိုလည်းစီးတာပေါ့ဆိုဖြစ်ချင်တော့ကိုလိုင်းနဲ့လမ်းမှာ highway မှာဘာတွေ့လဲဆိုတော့အဲ့ဒီအရှိရာကိုသွားတဲ့ကားနဲ့ highlight တစ်စီးနဲ့တိုက်ပြီး accident ဖြစ်တာအဲ့လိုဆိုအော်ဟိုပြောတယ်ဘဝမှာပေါ့နော်ကိုကဖះအမြဲတမ်းနေ့တိုင်းလည်းမထိတွေ့ရလဲရှိရဲ့စိတ်ထဲမှာအမြဲတမ်းထိတွေ့နေလဲဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဖះသူ့ရဲ့အတောင်အောက်မှာအမြဲတမ်းကိုလွမ်းခြုံပေးတယ်ဆိုတဲ့အရာလေးအရန်ခံစားရတယ်ပေါ့နော်ဟိုရင်တော့ဒီပြီးခဲ့တဲ့နှစ်တွေဆိုလို့ချင်းတစ်ခါတလေဖះကိုစိတ်ထဲမှာပေါ့နော်စိတ်မကောင်းဖြစ်မိလို့ပြောမိတာရှိတယ်ဖះမမြင်ဘူးလားကြည်နေနိုင်ရက်လားပေါ့နော်ဒီမာပြေရဲ့အခြေအနေနဲ့လဲပေါ့ဒါပေမဲ့လည်းဖះအမြဲတမ်းကောင်းမြတ်တယ်ဆိုတဲ့အရာတစ်ခုပေါ့နော်ဒီတလောပေါ့ဒီတလောဒီပြီးခဲ့တဲ့နှစ်တွေမှာပြန်သုံးသက်ကြည့်ရင်တဖြည်းဖြည်းမြင်လာတယ်ပေါ့နော်ကိုဘာကြောင့်ဒီမှာဒီလိုမျိုးရှိနေလဲလေလွင့်နေလဲပေါ့နော်ဒါပေမဲ့လည်းဘုရားကိုတနေရာမှာသုံးဖို့နေရာတစ်ခုပြန်ပေးလာတယ်ဆိုတော့ကိုသိတယ်အခုလည်းပြန်လာတဲ့အချိန်မှာလည်းကားအချိန်လွှဲလိုက်တယ်ကိုသာအဲ့ရှေ့ရကားကိုစီးလိုက်တယ်ဆိုလဲ accident ဖြစ်တဲ့အချိန်မှာကိုအနေနဲ့များတော့ကြုံမှာပဲအဲ့မှာတိုက်တာဆိုတော့ဆုံးမကြုံရင်တော့မှပဲအဲ့လမ်းပေးနေဘူးထဲမှာအကြာကြီးနေရအောင်မှာအဲ့ကားတိုက်တဲ့ကိစ္စတွေရှင်းတာတွေ crane တွေဆွဲတာတွေပြီးအောင်ဖြောင်းမှာဆိုတော့ဘာပဲပြောကိုကကောင်းကောင်းလေးနဲ့အဆင်ပြေပြေထုံးထုံးမင်းနဲ့ပြန်ရောက်လာတယ်ပေါ့နော်အဲ့လိုပဲအဲ့ဒီတောင်ပြန်မလာခင်တရက်မှာလည်းအဲ့ကိုတို့ဒီအခုလေချောင်းမှာကြတော့သူက security ဘိုင်းဆိုင်ရာကြက်နေတာပေါ့ကြက်နေတာရောက်ကတ်တွေပါတယ်ဆိုအရန်သူတို့ကပြောင်းရင်မပေးတော့တာတို့စစ်ဆေးတာတို့ရှိတယ်ကိုကပြန်လာခံဒီနေ့မှာလည်းအဲ့လိုကတ်တွေပျောက်တယ်ဒါပေမဲ့လည်းကတ်ပျောက်ပေမဲ့လည်းတိုက်တိုက်ဆက်ဆိုင်ကောက်တွေ့တဲ့သူကကိုရင်နေတဲ့အင်ယာတွေက security ကိုသွားအပ်တယ် security ကလည်းအင်ယာဥက္ကဋ္ဌကိုသွားအပ်တယ်အင်ယာဥက္ကဋ္ဌကလည်းကိုမျက်နှာလိုက်တန်းကြည့်တော့သူကမသိဘူးပေါ့နော်ဒီကုမ္ပဏီဝန်ထမ်းဆိုတော့သူ့ကုမ္ပဏီကိုကတ်သွားအပ်ရမှာလားမသိဘူးပေါ့ဖြစ်ချင်တော့အဲ့ဥက္ကဋ္ဌရဲ့အမျိုးသမီးကကိုခေါင်းသွားရှော်နေတဲ့ဆလွန်းဆိုင်မှာရှော်နေကြအဲ့ဒါကိုမျက်နှာလေးကိုဓာတ်ပုံကြည့်ပြီးမှတ်မိသွားပြီးတော့ဒီသမီးလေးလားမသိဘူးဆိုဖုန်းဆက်လိုက်တော့ကတ်ကလည်းညတွင်ချင်းပြန်ရတယ်အကယ်၍ပေါ့နော်အဲ့ကတ်လေးအစင်မပြေဘူးဆိုလဲကိုကတောင်ကိုပြန်လာလို့ရမှာလည်းမဟုတ်ဘူးလို့လုပ်ငန်းခွင်မှာလည်းလုပ်ငန်းခွင်ဝင်မှုကတော့6 လလောက်ပြန်စောင့်ဖို့ဖြစ်သွားနိုင်တယ်ပေါ့နော်မလို့တေးသေးလေးရအစားပေါ့ဟိုကတ်ကိုတွေ့တဲ့အချိန်မှာဖုန်းဆက်တဲ့အချိန်မှာတော့ကိုကကတ်ပြောင်းမှန်းတော့မသိသေးဘူးဟုတ်တယ်တော့မှကတ်ခအိမ်မှာရှိတယ်ထင်တယ်ပေါ့ဒါပေမဲ့တကယ်အဲ့ကတ်ကကိုကတ်ဖြစ်နေတာပေါ့နော်အဲ့လိုမျိုးပေါ့ဟိုတေးသေးလေးတွေကိုမမြင်နိုင်တဲ့နေရာမှာတော့မှအလုံးအစင်သစ်ဖြစ်နေအောင်ဘုရားတောက်စစ်အောင်လုပ်ပေးတယ်ကွာအဲ့လိုဆိုတော့ဟိုအဓိကကတော့အများအားပြောချင်တာတော့ဘဝမှာပေါ့နော်အခက်ခဲပဲဖြစ်ပြီးအရာပဲဖြစ်ကိုကြုံလာခဲ့တဲ့အချိန်ကြလို့ရှင်ဘုရားကကိုမတောင်းမဲနဲ့တောင်းမှ तू ကသူ့အနေနဲ့သူလေသူ့အတောင်အောက်မှာလွမ်းခြုံမလို့ तू ကအစင်းသင်းဆောင်နေတာပေါ့ဒါပေမဲ့ဟိုကိုစတောင်းတဲ့အချိန်မှာလည်းဘုရားကကိုတောင်းတဲ့အရာကိုအတွက်တင့်တော်တယ်မတင့်တော်တယ်မို့ तू ပေးချင်တဲ့အရာဘာရှိလဲဆိုတဲ့အရာတစ်ခုကတကယ်အမြဲတမ်းအချိန်လေးတခြားပေးပြီးစောင့်ကြည့်ဘုရားအဖြေလဲပေးသလိုတကယ်လဲကိုမျောလင့်ထားတာအထက်ကိုကောင်းတဲ့အရာကိုဘုရားပေးတယ်ပေါ့နော်အဲ့ဒီအရာလေးကိုတသိခံချင်တယ်ပေါ့
ပြီးတော့ဒီစာလံ138လေးဖတ်ပြီးတော့ဒီတက်တိခံတဲ့ဥစ္စာကိုဆုံးသက်ခြင်းတယ်ပေါ့နော်စာလံ138ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ကရုဏာတော်အစဉ်အမြဲတည်သောကြောင့်ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြလော့ကရုဏာတော်အစဉ်အမြဲတည်သည်ဟုဣသရေလအမျိုးဝန်ခံစေကရုဏာတော်အစဉ်အမြဲတည်သည်ဟုအာယုံအနွယ်ဝန်ခံစေကရုဏာတော်အစဉ်အမြဲတည်သည်ဟုထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည်ဝန်ခံကြစေငါသည်ကျင်းမြောင်းရာထဲကထာဝရဘုရားကိုခေါ်၍ထာဝရဘုရားသည်ကျယ်ဝန်းသောအရက်ထဲသို့သွင်းတော်မူ၏ထာဝရဘုရားသည်ငါဘက်မှရှိတော်မူသည်ဖြစ်၍ကြောက်เสียမရှိလူသည်ငါ၌အဘယ်သို့ပြုနိုင်သနည်းထာဝရဘုရားသည်ငါဘက်၌မဆတော်မူသည်ဖြစ်၍ငါကိုမုန်းသောသူတို့၌ငါအလိုပြေဆုံးလိမ့်မည်ထာဝရဘုရားကိုခိုလုံခြင်းသည်လူကိုကိုးစားခြင်းထက်သာ၍ကောင်း၏ထာဝရဘုရားကိုခိုလုံခြင်းသည်မင်းကိုကိုးစားခြင်းထက်သာ၍ကောင်း၏လူမျိုးအပေါင်းတို့သည်ငါကိုဝိုင်းကြတော်လေထာဝရဘုရား၏နာမတော်အဖြစ်သူတို့ကိုပယ်ဖြတ်ရ၏ငါကိုဝိုင်းကြ၏ဝိုင်းကြတော်လေထာဝရဘုရား၏နာမတော်အဖြစ်သူတို့ကိုပယ်ဖြတ်ရ၏ပြားများကဲ့သို့ငါကိုဝိုင်း၍အုံကြတော်လေစူးပင်ကိုလောင်သောမီးကဲ့သို့ငြိမ်းကြ၏ထာဝရဘုရား၏နာမတော်အဖြစ်သူတို့ကိုပယ်ဖြတ်ရ၏သင်သည်ငါကိုလဲခြင်းကပြင်းထန်စွာတွန်းတော်လေထာဝရဘုရားသည်ငါကိုမဆတော်မူ၏ထာဝရဘုရားသည်ငါ၏အစွမ်းတတ္တိငါတခြင်းဆိုရာအကြောင်းငါကိုကယ်တင်ခြင်းအကြောင်းဖြစ်တော်မူ၏ဖြောင့်မတ်သောသူတို့၏နေရာ၌ဝမ်းမြောက်ခြင်းအတန်နှင့်ကယ်တင်ခြင်းအတန်ရှိ၏ထာဝရဘုရား၏လက်တော်သည်ကြီးသောအမှုကိုပြု၏ထာဝရဘုရား၏လက်ရလက်တော်သည်ချီးမြှင့်လျက်ရှိ၏ထာဝရဘုရား၏လက်ရလက်တော်သည်ကြီးသောအမှုကိုပြု၏ငါမတည်ရသေးအသက်ရှင်၍ထာဝရဘုရား၏အမှုတော်တို့ကိုကြားပြောရအောင်မည်ထာဝရဘုရားသည်ငါကိုကြက်တီးစွာဆုံးမတော်လေတေခြင်း၌အတော်မမူသေးဖြောင့်မတ်ခြင်းတကားတို့ကိုငါအားဖွင့်ကြငါဝင်၍ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရမည်ဤတကားသည်ထာဝရဘုရား၏တကားဖြစ်၏ဖြောင့်မတ်သောသူတို့သည်ဝင်ရကြ၏ကိုရောကိုကျွန်ုပ်ချီးမွမ်းပါမည်အကြောင်းမူကားကိုရောသည်ကျွန်ုပ်၏စကားကိုနားထောင်၍ကျွန်ုပ်ကိုကယ်တင်တော်မူ၏တိုက်ကိုတီလှုပ်ထားသောသူများပယ်ထားသောကြောက်သည်နောက်တစ်ဖန်တိုက်တောက်ထွက်ဖြာသို့ရောက်ပြန်၏ထိုအမှုသည်ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏ငါတို့ဝမ်းမျက်မှောက်၌လည်းအံ့ဩဖွယ်ဖြစ်၏ဤနေ့ရက်သည်ထာဝရဘုရားစီရင်တော်မူသောနေ့ရက်ဖြစ်၍ယနေ့ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့အိုထာဝရဘုရားကယ်တင်တော်မူပါဟုတောင်းပန်ပါ၏ထာဝရဘုရားကောင်းကြီးမင်္ဂလာကိုပေးတော်မူပါဟုတောင်းပန်ပါ၏ထာဝရဘုရား၏အခွင့်နှင့်ကြွလာသောသူသည်မင်္ဂလာရှိစေတည်းထာဝရဘုရား၏အိမ်တော်ထဲကကျွန်ုပ်တို့သည်ကိုယ်တော်ကိုကောင်းကြီးပေးကြပါ၏ထာဝရဘုရားသည်ဖျားသခင်ဖြစ်၍ငါတို့၌ရောင်ကြီးတော်ကိုလွတ်တော်မူ၏ငါတို့၌ရောင်ကြီးရစ်တင်ရန်အကောင်ကိုရစ်ပလင်ဦးချို၌ကျိုးနှင့်ချီကြလော့ကိုရောသည်ကျွန်ုပ်၏ဘုရားဖြစ်တော်မူ၍ကိုရောကိုချီးမွမ်းပါမည်ကျွန်ုပ်၏ဘုရားဖြစ်တော်မူ၍ကိုရောကိုချီးမြှောက်ပါမည်ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ကရုဏာတော်အစဉ်အမြဲတည်သောကြောင့်ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြလော့ချိန်ပေးတဲ့ရောက်စီတိုင်းကျေးဇူးတင်ပါတယ်